Xe này có bao nhiêu là này?是的，亲吧。是带钱了。就你的话还没看到爱看的是比较苦的，爱情嘛，要么问来的，先一路目标亲的朋友为多啊，有的还没啊，亲的朋友啊，要么问比较啊，完了，要路只有考虑把那一比如话，看你话拉考的阿鲁阿没阿鲁多啊，သူတို့နဲ့တီနော်ဝေးဆောင်အလိုပဲမှာ ဆက်ထဲမှာတော့ကိုချစ်တက်တော့ရှိရဆိုတော့ဘလောမြရှိတယ်ကောင်းလာအဲ့လိုမျိုးစစ်တဲ့ရှိတယ်များလာဟိုအပေးလဲလူရှိလာအဲ့လိုစစ်တဲ့ရှိတယ်အဲ့လိုမျိုးမရှိမှာ ကိုရန်ကွန်ဖို့ဘုတော့မရှိဘူး ရှိဘူးဒီအချိန်မှာတော့မြေလေစစ်နေစစ်တော့အဲ့အရေးရှိတယ် ထောင်းဝါကတော့နပီနာမကောကိုလန်ထောင်းဝါကမချောလလက်တော့အားရရမချောဘူးငါတီတော့က2021တုန်းကတည်ရရှင်နေဆိုတော့အဲတုန်းကလည်းငါဒေါ်လာကြီးစပြီဆိုတော့2021တုန်းကဒေါ်လာကြီးစတဲ့အချိန်မှာငါရှိနေဆိုတော့ကြောက်ဖို့တယ်ဟိုတော်လိုင်းစမ်းဆဲဆိုကြပူတာဟုတ်တယ်ဟုတ်တယ် up no go man tiro vale you back to shore back to no no check 1 2 3进来加了 yes sir yeah go man move on move on move on 你要标准，开了，一直弄哎们，对呀，肯定我们喽。Yes sir。这边出门路啊。快顺道 check 砰放到边边炸了我们炸了走一边走一边走去到旁边ဒါမှနေမကလေးတို့စာပြပါရစ 装饰了不？ ကျောင်းဆရာမဟုတ်ဘူးစအဲ့လိုမျိုးကိုယ့်ရဲ့ရှင်ခွင့်စာနဲ့ 哦 ကကြီးကခွေရအတော်လုံးလို့တင်ပေးတာပါစ 哦，等你要老些的，可能。 ဒီလေးက24ရောက်ရှိတယ်ဆို သူငယ်တန်းကနေရှော့တဲ့အထိ 哦，能老给那单位比嘞？ 10တန်းအထိပါစ go turn
ဆောက်ပေးတယ်အဲ့တော့ကစင်ကာပူစာရုံတော့ကတော့ရွာမှာပဲနေတယ်အဲ့ဒါနဲ့3နှစ်နေပါနေပြီးမှ3ဆောင်မှာဆောက်ပေးတယ်နေ့ပြင်မှာကိုယ်အတွက်စူထားတယ်အဲ့ဒါနဲ့ပြန်လာတယ်ကိုယ်အတက်ကလည်းကိုပိုင်ကိုစကိုစီပိုက်ခွင့်စီတယ်အဲ့ဒါနဲ့ကိုဖြစ်ချင်တာကိုပဲလုပ်ပိုက်ခွင့်ရှိတယ်ဆိုတာလည်းအဲ့ဒါစဉ်းစားပြီးစင်ဟိုလာတီရလာတော့မဟုတ်3ယောက်ရှိတယ်ဟိုမှာအင်ဂျီဝါရောင်းတဲ့ခုနရတဲ့တယောက်ပြီးတော့ငါတော့ငါတကယ်ချေဟိုမှာသူညီမဆရာမတွေတဲ့ဆရာမရဲ့အမအစားပိတ်ကတော့သူရင်ဝင်မလို့ပဲသူဝင်ခါနေမှသူညီမထုတ်ပြီးလာဆိုဆရာမအနုဖောစင်လာဒီကိုလာဝင်တာဆိုတော့သူအပြင်လာတာပြီးတော့ဟိုတနေ့ငါတို့ခါနေမှသူမောင်လေးတည်းဟိုလာတယ်ပြီးတော့အတိမပြီးတော့ဆိုပြီးမိဘပြန်ခိုင်းတာနဲ့သူနောက်ဆုံးတစ်ခါတော့သူနဲ့ငါနဲ့ထွက်လာတာစင်ဘောကျင်းခါနေမပေးရောလာပါဦးဒီဖေနော်စိတ်တော့လှရှားတယ်ဟောမတိုက်ဖို့ဆိုတော့ဒီဘယ်လိုဖြစ်ရမလဲဆိုရင်ဒါပေမဲ့တော့တိုက်ရမှာပေါ့နော်ကိုယ့်ရဲ့တိုက်ပင်းနဲ့ပြီးတော့ဆိုတော့အတိပေးရပြီးဒီဝလာလာပဲဆိုတော့ချေမူရေI'm thinking ကျောင်းပြောင်းတက်မယ်ပြီးရင်မိဘရဲ့အလုံးမဝင်ကူမယ်ဆိုပြီးတော့ပဲနေတော့မိဘကြီးကတူလာအေးရမှန်လားတရီမရဘူးလားရတယ်ဟုတ်မျိုးစကားပြောနေတဲ့ဟာကိုမိဘကြီးကကြည့်နေတယ်ဆိုတော့ကြည့်အရင်လွမ်းနေအစားတန်းဆိုတော့ဒီကြည့်ရတယ်ခါတယ်ရမ်းရတယ်ဒီလိုခံနေတယ်ဒါလည်းကြာလာတော့လေအဲ့လိုနိုင်နေတိတ်မမောခံနိုင်နေလို့ပြောတာဖြစ်သွားတယ်တိတ်နဲ့ဒီခိုင်းနေလို့ဆိုတော့ဒီမှာဒီခါစားစနော်လုံးဝမနိုင်ဘူးဒါနဲ့နောက်ပိုင်းဆိုတော့တိတ်မပါဘူးလေအဲ့လိုဒီရှာလို့ဖြစ်သွားတယ်အောင်ရမယ်ဒီ CNA ဘာကြောင့်ရောက်လာလဲဆိုတော့ဒီအရာတွေကလက်နက်ကင်ပြီးမှတွန်လန်လို့ရတဲ့အရာ
မို့လို့ဒီတိုင်းစကားနဲ့ပြောလို့မရဘူးအဲ့လိုမျိုးလက်နဲ့ချင်းဗာလေတိုင်မရတဲ့ဟောမို့လို့ကျွန်တော်လူကြီးတွေကမသွားနိုင်တော့လူငယ်တွေကလုံလို့ရတဲ့လူငယ်တွေကလုံမအဆင်ပြေနေတင်လို့ကျွန်တော်လူငယ်လုံနိုင်တဲ့အချိန်မှာလောက်တာအကောင်းဆုံးပဲဆိုရေးစိတ်နဲ့တက်နိုင်တလောက်ပေါ့နော်အများကြီးရောမဟုတ်ဘူးတက်နိုင်တလောက်လုံးမယ်သူတို့ယုံကြည်ပြီးတော့ဒီဘက်လာခဲ့ CDF မှာပါသေးလားမတူဘူး CDF မှာ ကျွန်တော်တော့နေဖူးတယ် အော်အဲ့ဒီမှာစစ်တိုက်ရလား အေး ဘယ်နှပွဲလောက်တိုက်ရလဲ ပွဲ အဲ့မှာရန်သူကဖိထဲလား သူတို့ရဲ့ငါတို့ပြီးတာ အော်အဲ့ဒါနဲ့ ပဲဆုံးလာနဲ့သူတို့မရောက်လာဘူးငါတို့တကယ်ချင်းရကုန်ပြန်ပြီကိုရောပဲကြံတာမနေ့ပိုင်းသမီးစားလာသူတို့ဝင်ပြီးတော့ပြီးတာငါတို့တနားရီသူတို့ပါသွားတယ် အော်ဘယ်တော့မှလဲအဲ့ဒါ ဒီစမတီရောမတပြနဲ့ချက်ကြောင်းရကြလေဖဲအဲ့ချက်ကြောင်းလေး အဲ့တော့ဗာလက်နဲ့တွေတုံးကြတယ် ခတ်ငါတို့ခတ်ချူဒီကြည့်စမ်းတောင်း လူဘယ်နှစ်ယောက်လောက်ရှိလဲအဲ့တော့ စာတော့60လို့စီမှာလားပြန်လာနေဟိုဆေးရောက်ပဲဆောင်း အော် ဆေးရောက်နေသူတို့တရားကျော်ရဲခွေရ ကျန်တဲ့လူတွေကဗာဖြစ်သွားတယ် အကောင်ဒါရနေမအောင်သူတို့ပြရမှာမအောင် အခု CNA လာတာတငယ်ချင်းတွေပါလား မပေါ့ တယောက်တည်းပဲလာတာပေါ့ဟိုကအဲ့ရနေစဘရောမလေးချက်တော့နေရောရနေရောမတပိုင်နေပြရောငါဖျားဟိုလိုကနေလာခဲ့တာ အော်ဖေးရဝင်ခိုင်းတာပေါ့ဘလို့လဲဒီမှာရောက်တော့ဘလို့ကောင်းလာထင်တယ်လို့ဖြစ်လာ ပြောလဲဟာလားစစ်တိုက်ဖို့အရှင်နဲ့ဖြစ်ပြီလား ဖြီးတော့ချင်အကြာကြီး အော် ဒီမှာတက်တော့အသွေးဆောင်ကတော့ကောင်းပါတယ်ကိုမလုံနိုင်ခဲ့တဲ့အရာတွေလည်းလုံနိုင်ခဲ့တယ်ပြီးကိုရဲ့ဘယ်လိုပြောမလဲအချင်းနဲ့နေထိုင်ပုံတွေလည်းပြောင်းပြီးမှနေနိုင်တယ်အရင်ကတော့ကျွန်တော်ဒီလိုမျိုးကိုအလုပ်တွေလည်းကိုကဒီလိုမျိုးလည်းမလုပ်ဘူးဒါပေမဲ့ဒီမှာဒီတိုင်းမတက်ခင်မှာလည်းဒီစံနေထဲမှာအလုပ်တွေအများကြီးလုံနိုင်ခဲ့တယ်ပေးဆက်နိုင်ခဲ့တယ်ဒီလိုမျိုးအသွေးဆောင်ရတယ်စားကိုယ်စိတ်တဲ့ပုံမှန်ခံမာတဲ့စိတ်တွေရလာတယ်ဒီတန်းရှာတွေဒီတန်းထဲမှာဒီတန်းကွင်းထဲမှာပြောပြတဲ့ခါတလေမှာပြီးရင်သူတို့မပြောပြရင်လည်းသူတို့အတူပါစားမဲ့ဝက်ချုံတွေကိုမြင်တဲ့ခါမှာအော်တိုက်ပွဲမှာရှိအနေတကရေးဖော်တွေအရာရှိတွေကြားတာပြောရောများရှိပြန်ပြီထင်တယ်အဲ့လိုမျိုးပြီးပါလေစိတ်ထဲမှာတော့အဲ့လိုမျိုးကြားတဲ့အခါမှာကျွန်တော်စဉ်းစားတာတခုကတော့အဲ့ဒီကြားဆုံးသွားတဲ့သူတွေဟာထော်ရအသက်တကယ်ရနိုင်ပါမလားယေရှုခရစ်တော်ရဲ့ချစ်ရှင်မြတ်တာယေရှုခရစ်တော်ရဲ့ကေတင်ပေးရှင်ကေတင်ရှင်တရားကိုသူတို့တီးပြီးမှတည်သွားတာလားဒါမှမတီးဘဲနဲ့တည်သွားတာလားဆိုတာကိုစဉ်းစားရင်တခါတလေမှဝိုင်းနေတဲ့အရာတွေလည်းရှိပါတယ်ဆရာ下午的分开，开平常路，干嘛？
အဲ့လိုမြေတူးတဲ့အချိန်မှာပြမလိုက်ကိုအခုတူးနေတဲ့မြေတွေဟာတောင်လိုင်းရေးအောင်သွားရင်အဲ့ဒီတူးနေတဲ့မြေစီတွေဟာဆွေရှိတဲ့မြေစီဖြစ်မယ်ဆိုတဲ့မျိုးလေးဆင်းနေပါစ